ခါရှူလိုက်တိုင်းမှာမောင်ကိုသာဦးစားပေးခဲ့ရမောင်ပြောတဲ့စကားလေးတွေမေ့ရင်နဲ့တံမိုးထားကအမြဲတမ်းပဲနာထောင်ခဲ့သူပါအရာရာမောင်စိတ်တိုင်းကဘာမဆိုဖြစ်သေးရဲ့လို့မေ့ရင်နဲ့ကြည်နူးမိပါတယ်အသက်တစ်ခါရှူလိုက်တိုင်းမှာမောင်ကိုသာဦးစားပေးခဲ့တာအယူမှုချစ်တဲ့ပြောပြီးမေ့ကိုထားပြီးမသွားနဲ့မောင်ရဲ့မောင်နဲ့မေဘဝတစ်ခုတည်းသာအချစ်နဲ့စားခဲ့လို့ရဲ့အချစ်နဲ့ဆုံးသက်ခြင်းနဲ့မေ့ရင်မလေးမောင်မရှိတဲ့အခါတမရှိနိုင်နဲ့ဒီခန္ဓာတည်ခဲ့ရတာမောင်ချစ်ကြောင့်အသွေးသားတွေဖြစ်လာတခါရှူလိုက်တိုင်းမှာမောင်ကိုသာဦးစားပေးခဲ့တာအယူမှုချစ်တဲ့ပြောပြီးမေ့ကိုထားပြီးမသွားနဲ့မောင်ရဲ့မောင်နဲ့မေဘဝတစ်ခုတည်းသာအချစ်နဲ့စားခဲ့လို့ရဲ့အချစ်နဲ့ဆုံးသက်ခြင်းနဲ့မေ့ရင်မလေးမောင်မရှိတဲ့အခါတမရှိနိုင်နဲ့ဒီခန္ဓာတည်ခဲ့ရတာမောင်ချစ်ကြောင့်အသွေးသားတွေဖြစ်လာ